ငါမြန်နိုးတော်မူသောဤရွှေကွန်းအင်းနဲ့ထက်လာတဲ့လက်ဖက်အားယခုပင်3000တော်မူပြီမှန်ပါပါရှင်မင်းကြီးငါသည်ဤရွှေကုန်းကွက်နဲ့ပွဲတော်တဲရအင်မတန်မင်းရှက်လာပြီတဲ့မောင်မင်းတို့မှန်ပါဗျာဟဲ့ငယ်ကျွန်ကြီးစားတော့ကဲဒီနေ့ကစပြီးတော့နေ့စဉ်ငါကိုဤရွှေကုန်းကွက်နဲ့လက်ဖက်ပွဲတော်များဆက်တာစေရှင်မင်းကြီးအမိတ်တော်တိုင်းကျွန်တော်မျိုးဆောင်ရွက်ရန်အသိရှိတောင်းပါဗျာကောင်းပြီကွာကောင်းပြီကွာအောင်မင်းတို့ငါရတော်မူလာဟဲ့ဟုတ်ပါဘူးနာခံတော်ကတမားတော်ပေါ်ခေါ်စီဗျာရရဲ့မမဗျာမမဝင်းကြီးတက်တော်ဟာစမ်းတက်ခွင့်ပြုတော်ပါဗျာဒုက္ခပါပဲမမင်းဒီရမွေးရင်တော့မဟုတ်ပါနဲ့ဗျာ၎င်းယောဂတွေးသားကြောင့်ရားခြင်းမဟုတ်ပါကျွန်တော်မျိုးကကုသခွင့်ပြုတော်မူပါဗျာကဲမြန်မြန်လုပ်ပါမောင်မင်းမခံစားနိုင်တော့ဘူးဤစဲသည်အစာဖြတ်စစ်ဖြစ်ပါသည်ခင်ဗျာသုံးဆောင်လို့ပါဗျာလက်ဖက်သည်တခါတရံတွေးသားကြောင့်ရတတ်တဲ့အတွက်လက်ဖက်ကိုဆင်းញင်တော်မူပါဗျာမောင်မင်းရဲ့ငါကိုယ်တိုင်လက်ဖက်ကိုတလုံးနှစ်သက်တော်မူတာဆင်းញင်တော်မို့ခဲရင်ပဲပြီကောမောင်မင်းရဲ့သီးခံဆင်းញင်တော်မူပါဗျာကိုရင်စင်လေဘာရင်များကြည့်နေတာတော့ကွယ်အရှိဇံကိုရောကြီးရဲ့မောင်မတော်မာဖယားမဲစောအပ်ထားတဲ့လက်စုပ်ကလေးမှာအပြည့်အနာစာရှိမရှိဆိုစစ်ဆေးကြည့်လာပါမမတော်။အော်ကိုရင်စင်တင်ရဲ့အရေးမကြီးရဘူးညမကြည့်လဲရရတာနဲ့ရှင်မအရေးမကြီးဘူးလို့မပြောဘူးရှင်မရဲ့လင်ယောက်ျားနန်းတွင်းကဗရေစရာတယောက်ဆိုတတိလေးပိုင်ထားပါအောင်ကွယ်တာမန်နန်းတွင်းသူနန်းတွင်းသားတွေအတက်ရွှေတဲ့ငွေတဲ့ပစ္စည်းတွေကအတိတ်ဆောင်ခံနေမယ်အရှိဇံကိုရောကြီးရဲ့မောင်းမတော်အတက်ရွှေတဲ့ငွေတဲ့ပစ္စည်းဆိုတာအတိတ်ဆောင်မခံဘူးဟုတ်ကဲ့ပါမဲဖြူတောင်းပါပါတယ်အော်တီဗီယာကိုတီဟိုတိုင်းနိုင်ငံကလက်ဆောင်ပေါင်းလိုက်တယ်ဆိုတာဟုတ်လားကိုရင်ဟုတ်တယ်မဲဖြူတီဗီယာတန်ကိုရွှေကုန်းခွက်တစ်ခွက်တီဟိုတန်တမန်များလာရောက်ဆက်တာတယ်လို့တော့ကြားပြီးတာပဲကွ။အော်ကိုရင်လက်ဆောင်တော့ကလေတော်တော်လှသလားကိုရင်ရဲ့တီဟိုပြည့်ရှင်မင်းထံကရွှေကုန်းခွက်တစ်ခွက်လက်ဆောင်ပန်းနာဖြစ်ပေးရတယ်လို့ပဲကြားမိတာပဲ။လှမလှတော့ကိုရင်လည်းဘယ်လိုလုပ်မြင်မိပါလိမ့်မယ်။ရှင်မမင်းဘန္နာပစ္စည်းဆိုတာလေတတိလေးပါထားပါအောင်ကွ။အော်ကိုရင်ရဲ့တိုင်းတစ်ပါးမင်းကြီးကိုလေးစားလို့ပေးလိုက်တဲ့လက်ဆောင်တော့မဲဖြူပြစ်မှားရဲပါမလားရှင်တွေ့ဘူးတင်လဲဆိုတာလည်းတတ်မှတ်လို့မဟုတ်ပါဘူး
မင်းကြီးရဲ့လက်ယုံရဲ့ကြောင့်ရလာတဲ့လက်ဆောင်တော်မို့လို့မြင်မှုချင်တာပါကိုရင်ရဲ့မင်းကြီးဖေဟာလက်ဖက်ပွဲပြင်ပြီးကြောင်းပါဖေဟာအရှင်မင်းကြီးဖေဟာတမတော်ဒီတတိပေးရတယ်မဟုတ်လားဖေဟာ ဟဲ့မောင်မင်းငါရဲ့အလိုတော်ကိုဆန့်ကျင်လာတယ်ဆက်မှာသာဆက်ဆန်းမိဖုရားကြောက်ကို အဲ့ဒါကြောင့်စတော်ကြီးကပြောတာဗောရှင်ဖျားကိုမစားပါနဲ့လို့တားမြစ်တာအဲ့ဒါကြောင့်အမကြီးမင်းသားတမားတော့ဖေးမှာဖြစ်တော့မယ်ထင်တယ် မင်းကြီးကယူဆိုင်ကြည့်ရှိထားတော်မူပါတမားတို့ကျုပ်တော့ပြင်လိုက်ပါမယ် တမားတော့ရောက်ရှိကြောင်းပါဖေ သမားတော်ကြီးလားငါရဲ့ရားရံတဲ့ဝေဒနာကမသက်သာဘူးသမားတော်ကြီး မင်းကြီးစစ်တပ်တင်းခံတော်မူပါဗျာမင်းကြီးသွေးကိုစမ်းကြည့်ပြီးအဘယ်မီသောဆေးကိုတောက်ရသိမသိစစ်ဆေးခွင့်ပြုတော်မူပါဗျာ ငါကိုယ်တော်မြတ်ရဲ့ရားရံတဲ့ဝေဒနာဟာသွေးရိုးသားရိုးမဟုတ်ဘူးဆိုရင်ပရောဟိတ်နှစ်ပါးကိုစစ်ဆေးဖို့ရှေ့တော်မောက်အရောက်သွင်းစေဟဲ့ ဟဲ့နာကန်တော့ပရောဟိတ်တို့ရှစ်တော်မောက်သွေးစေအရှင်မီပရောဟိတ်တွေရောက်ရှိကြောင်းပါဗျာ မှန်လားပါရှင်မင်းကြီးဗျာကျွန်တော်မျိုးတွက်ချက်ချစ်စေးရဒီမှာရောဂါကြောင့်မဟုတ်အရှင်မင်းကြီးမာယုမှုတစုံတရာကြောင့်သာဖြစ်ကြောင်းပါဗျာ ဦးရားပြူပရောဟိတ်ဆရာရဲ့အဖြေကိုငါကိုယ်တော်မြတ်သိကျင်တယ်ရှောက်တယ်စေဗျာ မှန်လားပါအရှင်မင်းကြီးဗျာကျွန်တော်မျိုးမကွယ်မရောက်တင်လျှောက်ရမယ်ဆိုအရှင်မင်းကြီးရာရန်ဒီမှာယောဂဝေဒနာကြောင့်မဟုတ်တစုံတရာမှားယွင်းမှုတော့ဖြစ်ပါသည်ဗျာ ကောင်းပြီလေဤရွှေကွန်းကွက်အားထက်ရန်နန်းတွင်ပရိစ္ဆာငစိန်တင်အားရှေ့တော်မှာအရောက်သွင်းစေ မှန်လားပါရှင်ဗျာ ပရိသီငစိမ့်တင်ကိုဟောတော်မူ၍
ယရနာကုန်းခွက်တော်ကိုဖြက်စီရာတွင်ငွေတော်ငါစုရ၍ကြံမစုမပေးတဲ့တွင်တစုလူတဲ့တွင်တစုကိန်းဝင်တော်မူ၍စံမြန်ကတင်းွယ်ခဲ့လေပြီ မိတ်တော်ပါလေမိတ်တော်နာခံပြီ နာခံတော်ကြီးပါလားကရှင်မရေအမိတ်တော်ပါတယ် တွင်နှန်းရှိရဲ့အမိတ်တော်လူထောက်ခါသားစီပေးရတစည်းရှင်ဒီရသူရဧကရက်မင်းများ၏အမိတ်တော်ရှိလိုက်ပြီ။အဲတွင်မိန်တော်ကစိန်နေအားဘုတော်မြတ်ပြမတို့လက်ဖန်မွန်းတဲ့ရှင်ပကျော်လုံးတွေပဲအခါသားဝင်ရောက်ရဒီတော်မျိုးကျွန်းရင်ကစိန်တဲ့အမိတ်တော်အားနာခံစေရမင်းရရှင်နှန်းရှင်ဒီရသူရဘုရင်မင်းများ၏အမိတ်တော် အမိတ်တော်မြတ်တိုင်းပါဗျာ ကျွန်တော်ကဖွင့်ပြပါဦး ကောင်းလာပါပြီနာခံကောင်းလာပါ စကိုင်းရွှေနှန်းရှင်ဖះကိုကြည့်ရတာစိတ်ထဲမှာတခုခုကြောက်ကြနေသလိုပဲဗျာကျွန်တော်မျိုးငပုံညာသိအောင်အရှင်းနှုတ်ဖျားမှာဖွင့်ရတော်မူပါဗျာ ခုတလောခမဲတော်ကျမကြီးညက်ပြင်းနေတဲ့တရင်တွေပင်းဝနေပြီးရောနေစကိုင်းနှင်းတွေပြန့်နေနေတယ်ဒါကိုအမက်ကြီးရောကြောက်လား ကျွန်တော်မျိုးကြားသိပါလေရှင် အဲ့ဒီအတွက်ကိုရောရထက်အေးကြောက်ကြနေရတယ်အမက်ကြီးရယ် စိုးရိမ်နှောက်နေကြောက်ကြတော်မူပါလေရှင်ရှင်မင်းကြီးရဲ့ကျမ်းမာရေးအခြေအနေကိုကျွန်တော်မျိုးငပုံညာတွက်ချက်ကြည့်တာဖြင့်ကျမ်းမာရေးအခိုက်အတန့်မရှိတော့ပါဗျာ ဒီစကားအမှန်ပဲနော်အမက်ကြီး မှန်လားပါကျွန်တော်မျိုးငပုံညာရဲ့အသက်နဲ့ရင်း၍အာမခံကြောင်းပါဗျာ ကောင်းပြီအမက်ကြီးစကားကြားတော့ကိုရောရင်ထဲကစိုးရိမ်ပူပန်မှုတွေပြဖြောက်သွားတော့ရဲ့ကွယ် မှန်လားပါပင်းရပြည့်ရှင်ရွှေနှန်းရှင်ဗျာကျွန်တော်မျိုးပရိငစိမ့်တင်အခါစားရောက်ရှိကြအောင်ပါဗျာ တီဟိုပြည့်ရှင်ဆက်တာတော်မူလာသောရွှေကွန်းကွက်ကိုမြတ်နိုးတော်မူ၍မကြာခဏဆိုသလိုရွှေကွန်းကွက်တွင်လက်ဖက်ပွဲပြင်၍ပွဲတော်တယ်လီတိုင်းရာရန်မှုဝေဒနာကြာရောက်ပြီတဲ့ဤရွှေကွန်းကွက်ကိုမသင်္ကာစိတ်ဖြစ်တော်မူတယ်ဒါကြောင့်ဤရွှေကွန်းကွက်ကိုအသင်ပဒိန်ငစိမ့်တင်မှဖြတ်စေ မှန်လားပါအရှင်မင်းကြီးစိတ်ခိုင်းတဲ့အတိုင်းဆောင်ရွက်ရန်ကျွန်တော်မျိုးပရိငစိမ့်တင်အသင့်ရှိကြအောင်ပါဗျာ ဒါကြောင့်ဒီရွှေကွန်းကွက်ကိုသင်ဤအိမ်တို့ယူဆောင်လာသွား၍ဖြတ်စေငစိမ့်တင် မှန်လားပါရွှေကွန်းကွက်ကိုနေအိမ်တို့ယခုပင်ယူဆောင်သွားပါမည်ဗျာ